မိုဟာနာကတန်ကားထဲမှာပါတဲ့ Sea Star ကိုခေါ်တဲ့ညဘက်ပင်လယ်ပြင်မှာကောင်းကင်မှာရှိတဲ့ကြေပွန်လေးလိုမျိုးအပြာရောင်လေးနဲ့တောက်ပနေတဲ့ပင်လယ်ပြင်မျိုးကဘာပေါ်မှာတကယ်ရှိတယ်ဆိုတော့သင်သိပါလားအာရှချမ်းသာဆုံးနိုင်ငံတွေထဲက Top 10 မြဲဝင်လေးရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးအိန္ဒိယသမုဒ္ဒရာအတွင်းမှာရှိတဲ့အလွန်သိငယ်တဲ့ကျွန်းနိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။အဲ့ဒီနိုင်ငံကဘယ်လောက်တောင်သိငယ်လဲဆိုလို့ရှိရင်လူအများစုသိကြတဲ့မြို့ပြနိုင်ငံတစ်နိုင်ငံဖြစ်တဲ့စင်ကာပူနိုင်ငံထက်တောင်ပို၍သိငယ်ပြီးအခုမြို့ပြအေရီယာရဲ့တဝက်လောက်သာရှိတဲ့အလွန်သိငယ်တဲ့မော်တိုင်းနိုင်ငံပဲဖြစ်ပါတယ်။အခြားနိုင်ငံတွေနဲ့မတူဘဲသူတို့နိုင်ငံရဲ့အထူးခြားဆုံးချက်တစ်ချက်ကတော့သူတို့နိုင်ငံသားအဖြစ်ဆက်လက်တည်ရှိနေနိုင်ရန်အတွက်အစ္စလာမ်ဘာသာဝင်တယောက်ဖြစ်ကိုဖြစ်ရပါမယ်အရိုးရှင်းဆုံးပြောရရင်မွတ်စလင်တယောက်ဖြစ်ကိုဖြစ်ဖို့လိုပါတယ်ဒါကလေတို့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်ပါတယ်ဒါကြောင့်မော်တိုက်နိုင်ငံမှာဗုဒ္ဓဘာသာဝင်လုံးဝမရှိဘူးလို့ကိုဆိုလို့ရပါတယ်မော်တိုက်နိုင်ငံဟာလှပတဲ့ကမ်းခြေပေါင်းများစွာကိုပိုင်ဆိုင်ထားပြီးတော့ဟော်တယ်နဲ့ခီးသွွားလုပ်ငန်းတွေကနေနိုင်ငံခြားဝင်တွေကိုအဓိကရရှိစေပြီးအာရှနိုင်ငံတွေထဲမှာ Top 10 အချမ်းသာဆုံးနိုင်ငံအဖြစ်အမြဲလိုလိုဝင်ရောက်နေနိုင်တာပဲဖြစ်ပါတယ်။မော်တိုင်းနိုင်ငံဟာဘာသာတရားဝင်ကိုင်းရှိုင်းတဲ့နိုင်ငံတွေထဲမှာပါဝင်တယ်လို့လည်းပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့နိုင်ငံရဲ့စာသင်ယူတဲ့နေမှာကို Islamic Studies ဆိုပြီးအစ္စလာမ်ဘာသာအကြောင်းကိုဘာသာရဲ့တစ်ခုအနေနဲ့သူတို့နိုင်ငံရဲ့အကြောင်းတွေမှာသင်ကြားပြသနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ကဲဒီလိုဆိုရင်တော့အာရှတိုက်မှာအတေးဆုံးဖြစ်တဲ့မော်တိုင်းနိုင်ငံအကြောင်းကိုအကြမ်းမြင်တီးပြီးသွားပြီလို့ချင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ် See you next time guys bye